ယောင်းကုန်တလိုင်းသွားနှစ်လိုင်းသွားရဲ့အားတာချက်အားနေချက်လေးတွေကိုပြောပြမယ်နော်အားလုံးပဲလိုက်ကြည့်ကြပါရှင်အားလုံးပဲမင်္ဂလာပါရှင်ဘယ်တော့မှဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းကနေကြိုဆိုလိုက်ပါတယ်ရှင်ဒါကဖျောင်းကုန်ပေါ့နော်ဒါဖျောင်းကုန်နှစ်လိုင်းသွားတစ်ခုံနဲ့တလိုင်းသွားတစ်ခုံကိုဦးလေးကြီးတယောက်ကနေမှာထားတာပေါ့နော်ဒါပုတ်ပေးရမယ့်ခုံလေးတွေပါရှင်ဒီနှစ်လိုင်းသွားရဲ့သူကနှစ်လိုင်းသွားမှာဆိုရင်ဖျောင်းအတိုင်ကြီးများရတယ်ပေါ့နော်အတိုင်ကြီး140ပါတာရှိတယ်128ချောင်းပါတာရှိတယ်သူကစိုက်သေးလေအတိုင်ကြီးများလေပေါ့နော်စိုက်ကြီးလို့ရှိရင်အတိုင်ကြီးနည်းပါတယ်ရှင်เนาะသူကကြတော့နှစ်လိုင်းသွားရဲ့အားတာကျဲကြတော့လေသူကဒီလိုမျိုးဒလက်နဲ့ပေါ့နော်အတင်ချကိုဒလက်နဲ့ပဲလောက်ရပါတယ်ဒလက်နဲ့တင်တာပေါ့နော်ဒါကကြတော့တလိုင်းသွားပါတလိုင်းသွားကြတော့လေသူရဲ့အားနဲ့ချက်ပြောရမလားဒါကြတော့သူကကြတော့ဒီလိုမျိုးပေါ့နော်ခြေနင်းရတယ်ဒီလိုအတင်ချလောက်တာပေါ့နော်ဒီလိုခြေနင်းခြေချပေါ့နော်အဲ့လိုမျိုးလောက်ရတယ်ပေါ့နော်သူရဲ့အားနဲ့ချက်ရကြတော့ဒလက်နဲ့လည်းလောက်လို့ရပါတယ်ဒါပေမဲ့သူကဈေးတအားမြောက်တာပေါ့နော်ဒါကသူကတလိုင်းသွားမှာဆိုလို့ရှိရင် तू ကဖျောက်တစ်ခါနေလို့ရှိရင်တလိုင်းသွားဖြစ်တဲ့အတွက်ချောင်းဝင်နေတယ်เนาะ तू အတိုင်ကြီးရင်ဈေးနည်းနည်းกว่าတယ်ပြီးတဲ့အခါကျလို့ရှိရင်အချောင်းရည်လည်းနည်းတယ်เนาะအတိုင်သေးရင်အချောင်းရည်များတယ်ဈေးတွေကတော့တစ်ခုနဲ့တစ်ခုမတူဘူးပေါ့เนาะတစ်ခုနဲ့တစ်ခုမတူဘူးဒါကနှစ်လိုင်းသွားရဲ့အားသာချက်ဒီအားနည်းချက်ပေါ့เนาะဒါကကြတော့တလိုင်းသွားရဲ့အားသာချက်အားနည်းချက်အဲ့ဒီမှာမှနှစ်လိုင်းသွားရဲ့အားသာချက်ကဘာရှိလဲဆိုတော့ तू ကငွေတော့ပိုသုံးရမယ်ဒါပေမဲ့ तू ကဖျောင်းတစ်ခါနင်းရင် तू ကများရတယ်ပေါ့နော်အချိန်ကုန်ပြီးတော့ဖျောင်းအထုပ်ရင်များထွက်တယ်ဒီဟာရဲ့အားနည်းချက်ကကြတော့ဘာရှိလဲဆိုတော့ तू ကရင်းနှီးမြုပ်နှံရတဲ့ငွေကကြတော့နည်းတယ်နည်းလေးနဲ့စလုပ်ချင်တဲ့သူတွေအတွက်ဆိုရင်ဒီကအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့သူကဖျောင်းတစ်ခါနင်းရင်အထုပ်ရည်နည်းနည်းပဲထွက်တယ်ပေါ့နော်အဲ့လိုဆိုတော့အကြံပေးချင်တာကတော့ကိုကရင်းနှီးမြုပ်နှံနိုင်တယ်လှုပ်နိုင်တယ်ဒီအလုပ်ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီလိုနှစ်လိုင်းသွားလေးတွေကိုတော့ဝယ်ဖို့အကြံပေးချင်ပါတယ်ရှင်ဒါဆိုရင်ဖျောင်းကုန်နဲ့ပတ်သက်ပြီးတော့ဒါတိသွားအကြံမြင်တိသွားလောက်ပြီပေါ့နော်အခုလိုမျိုးကိုယ့်အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်လည်းကျန်တဲ့လူတွေကိုလည်းမျှဝေပေးပါအောင်အပေါင်းလေးအသေးလေးပေးပြီးတော့ share ပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်